အဲ့ဒါဆောက်တော့နော် point ရကြတော့16 point နော်16 point 16 point မှာဆောက်ဒီမှာ middle line point ကျတော့ဆောက်ဒီအလဲကနေပြီးတော့နောက်ကိုစီးခွဲတဲ့ point နော်နောက်ကိုစီးခွဲတဲ့ point အဲ့ဆိုလို့ရှိရင်ဆောက်ဒီမှာ CB ဆိုတော့ဆောက် center point နော် center point ကျတော့နှစ်ခုရဲ့အလဲနော်နှစ်ခုရဲ့အလဲကနေပြီးတော့သွားမှာနော်ဒီဘက်လဲသွားရင်ဒီပေါ်ရောက်သွားပြီဆိုလို့ရှိရင်ဆောက်က TB ဆိုတော့ top point ဆိုတော့ဥကောင်းရဲ့အမြင့်ဆုံးနော်ဥကောင်းရဲ့အမြင့်ဆုံး point အဲ့ဒီဘက်ဆောက်နောက်ကိုဆက်ပြီးတော့ခွဲလိုက်မယ်ဆိုရင် GB တော့ go point ဆိုတော့ဆောက်ဘွေမှတ်ပေါ့နော်ဘွေ point ပေါ့သူအဲ့ဒီတော့နောက်ကိုဆက်ပြီးတော့မယ်ဆိုရင်ဆောက်က DB top point နော် top point ကျတော့နောက်စီဟုတ်တယ်နော်နောက်စီ point နောက်ဆက်နေအောက်ကိုဆင်းမှဆိုလို့ရှိရင်ဆောက်က MB ကကျတော့ဆောက် net point ကကျတော့ဆောက်ကိုကိုအလဲနော်ဒါကိုကိုလေအဲ့ဆိုရင်ဆောက်ဒီကနေပြီးတော့ခွဲလိုက်တယ်နောက်ဒီကြည့်ရောက်သွားတယ် net point ကြီးနော်အဲ့ဆိုရင်ကိုကိုလေကြီးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာ side point ဟုတ်တယ်နော် side point ကျော်ဆောက်ဒီ view ကိုနော်ဒီ view point ဒီ view point ဆိုလို့ရှိရင် SFB ဆိုလို့ရှိရင်သူက cross side point ဆိုလို့ရှိရင်နှစ်ခုရဲ့အပေါ်တောင်လေးဟုတ်တယ်နော်နှစ်ခုရဲ့ဒီပေါ်တောင်လေးပြီးသွားဆိုလို့ရှိရင် SP ကကျတော့ဆောက် side point ကကျတော့နှစ်ခုရဲ့အောက်တောင်ဟုတ်တယ်နော် side point နှစ်ခုအောက်တောင်ပြီးသူ့ရဲ့အောက်မှာကျတော့ SCB side corner point SCB ကကျတော့ဘေးတောင်ကွေးပေါ့ဆောင်းဒီတောင်ကွေးလေးကိုပြောတာဟုတ်တယ်နော်ပြီးသွားဆိုလို့ရှိရင် ETB ကကျတော့ဆောင်း ear top point ကကျတော့နေရွက်ရဲ့အပေါ်နော်ဒီဆောင်းဒီကနေပြီးတော့ top point နဲ့တန်းနဲ့ပေါ့သူကတော့နော်နေရွက်အပေါ်ပြီးသွားဆိုလို့ရှိရင် EPB ကကျတော့ ear point ကကျတော့သူကကျတော့နေရွက်ရဲ့အနောက်ဒီနားရဲ့တဝက်လောက်ကပေါ့နော်ဒီနားရဲ့တဝက်လောက်ကပေါ့နော်နောက်ကပေါ့ပြီးသွားပြီဆိုလို့ရှိရင်ဆောင်းကပြီးရင် side net point နော် side net point ကကျတော့ SMB ကကျတော့ side net point အဲ့ကျတော့ကိုဘိုးထောင်နော်ကိုဘိုးဒီဘက်ကထောင်လေးပေါ့နော်ဒါကျတော့ကိုဘိုးလေဒါကျတော့ကိုဘိုးထောင်နော်အဲ့ဆိုအားလုံးပိုင်းမှာနှစ်ခုရှိမယ်လေ16 point ဟိုဘက် channel ဒီဘက် channel ဆိုတော့တက်မယ်ဆိုရင်အပေါ်ပိုင်းအောင်တက်မယ်ဆိုရင်အားလုံးမှာ16 point နော်အဲ့ဆိုဒီဘက်ကကျတော့ middle line point ဒီဘက်ကကျတော့ side point ကျတော့ဒီဘက်ဘေးနှစ်ဘက်က point လေးကိုပြောတာနော် middle point ကကျတော့ဒီဘောနေပြီးတော့ line ကကျတော့နောက်ဒီကိုခွဲတဲ့ point နော်ကြားမလား